Mama do yeah mama oh 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 Mama do yeah mama Learning up to nature Mama do yeah mama oh 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 Mama do yeah mama Chill like go Mama do yeah mama ပတ်စံကိစ္စနဲ့မမောင်လာပြောတော့ဟဲ့လားမရိုင်းလိုက်တာကွာ ဒါအတူမလားဒါအတူဟုတ်တယ်မလား မင်းပြကျော်ရဲ့အိမ်လိပ်စာနဲ့သူတို့တင်တန်းလိပ်စာကသိချင်တယ် ကိုလေးကဘာသွားလို့ပို့လဲ ရှင်းရမှာဟောဟုတ် အားနာလိုက်တာဗျာကျွန်တော်ဒီမှာလုပ်တွေရှုပ်နေစကားတော့ကောင်းမပြောလိုက်ရဘူး ။ဟောရပါတယ်ဗျာ။ငါညီမလေးကကျွန်တော်တေချာရှင်းပြပေးတယ်ကျွန်တော်ပြည်နေတာတွေသိသွားပြီဆိုတော့ဒီလစာကြီးလည်းလောက်ရဖို့ပဲ ဟာကျေးဇူးတင်လိုက် ။နောက်ခွင့်ပြပါ ဟုတ်ကဲ့ ။ငါခွင့်ပြပါ။ဟုတ်ကဲ့။ အမရေရင်သွေးရပြီဘယ်ဆိုင်ရလားအေးလာပြီဒီမလည်းခုနကတော့ပုံစံနဲ့ချိန်တော့စိတ်ရောပြေးလာပြေးတယ်ဒီလကောင်စပို့ရမှာတဲ့အမှန်မို့သာပြင်ထားတော့အမလေးပင်မန်းပါစေလုံးမယ်ပုံတဲ့ရလေချိတ်မဲ့ပွဲရုံတွေကအများကြီးပဲအမတငယ်ချင်းကဟုတ်ဘက်ပွဲရုံမှာလုံးတာ तू ကအမကိုပြောတော့အမသိရတာဒါနဲ့အမရောပုံလေးစက်တာဆင်ပြေတာပြေးတယ်ညီမလေးပြောတာအတိုင်းမှအကုန်လုံးလိုက်တာအကုန်လုံးဆင်ပြေနေရပဲဟိုညီမတော်ကဆိုလို့ရှိရင်လည်းအဲ့လိုပုံလေးစက်တာနဲ့တနေ့ကုန်သွားအဲ့နဲ့တထည့်ကအလုံးတင်တော့ပြောအဲ့နဲ့ကိုပလာကိုပဲအလွဲမန်လေးထွင်လိုက်တာညီမလေးဆွဆွခံရပြီးတော့ဒီပွဲကထွက်သွားတော့အမတကယ်စိတ်ကောင်းဖြစ်နေတာညီမလေးရဲ့ဟောရပါရဲ့ဘာမှမပါဘူးထားလိုက်ပါတော့အဲ့ဒီကောင်ပြီးသွားရင်ကိုတီးရလဲညီမလေးကိုတကယ်တော်မှန်းပြီးတော့အလုပ်ပြန်ခန့်တာပေါ့ညီမလေးရဲ့အမလေးမြောက်နေတယ်နော်ကော်ဖီပဲတိုက်မှာအပေးလိုက်အောင်မယ်လုံးဆက်ချက်လို့တော့မအောင်လဲဟုတ်ကဲ့ပါဟုတ်အကိုကော်ဖီတောက်လိုက်ပါအောင်ကိုကြီးအမေကဘာကြီးကြံစီနေပြန်လဲမသိဘူးနော် မင်းကလည်းအကောင်းမြင်စိတ်လေးမွေးစမ်းပါကွာမှတ်တော့စေတနာနဲ့ကူညီပြီးရပြင်ပါတော့ငါတို့ကမှကျူးကျူးရှိတယ် ချင်းနေမင်းတို့ဒီကိစ္စဘယ်လိုထင်လဲငါတို့ဘယ်လိုဖြေရှင်းကောင်းလဲ ဟောခုထက်လေတားမှတိကျတဲ့သတင်းချက်လက်တွေရှိရပြီလားဂျူလီကမင်းပြကျော်အကြောင်းသူ့တငယ်ချင်းတွေစီကနေကြားရတာရှိတယ်။ငါတားပြမယ်။မတွေ့လားအဲ့ဒါမင်းပြကျော်ကိုပြောရတဲ့ screen shot တွေအာဂျူလီပြောသူ့တငယ်ချင်းကတင်ချင်တင်လို့ရတယ်တဲ့ အာမင်းတို့ငါလိုဖြစ်သွားအောင်မယ်ပြီးတော့တက်တည်မရှိဘဲနဲ့သွားတင်လို့ရှင်တော့ကြအသေးဖြတ်မှုပါလာမယ် ။ဟောအဲ့ဒါဟုတ်တယ်နော်။ဘာဆိုရင်ဘယ်လိုလုပ်မှာ မင်းစစ်ကူခေါ်လာတယ် ။နောက်စစ်ကူကိုတွဲခေါ်ဘူး။ လာရင်ကြည့်လိုက် စိုင်းတော့ကိုတွေ့ဒီပြီးမှလေလမ်းမှာမဝင်စားနေတယ်နောက်ကြပါ သူတို့ပြောတာ ဟုတ်တယ်ရတယ် ဟဲ့ဘယ်တော့မို့လဲထိုင်လေအခုမှရောက်တဲ့ဟာစွန့်တော့လဲစားလိုက်ဟာငင်းငင်းထိုင်နေအောင်နောက်မှတဲအော်ကိုတွေ့ပြောချင်ရှိလို့ဆိုဘာပြောမလို့လဲ အမောင်းကိစ္စ မမောင်လားမမောင်ဘာဖြစ်လို့လဲ ဒီလိုမင်းပြည်ကျော်ကအရင်တုန်းက online မှာ sexual harassment ကိစ္စနဲ့ဆွဆွဲခံရဖို့ပဲ ထင်ပါလေအဲ့ရုပ်ကြည့်တယ်ဘာမမောင်ပြောလို့မရ ဒါပေမဲ့အကိစ္စတုန်းကကြတော့သူ့အမေကြောင့်ဘာမှမဖြစ်သွားအောင်ဒီတိုင်းပဲပြီးသွားတယ်ဒါပေမဲ့အကိစ္စကိုစက်စုံစမ်းကြည့်တော့အကိစ္စမှာတယောက်တည်းပါဝင်တာမဟုတ်ဘူးအများကြီးပါဝင်တာပိုအရေးကြီးတာသူတို့တနန်းမှာအလုပ်လုပ်ဖို့လဲကောင်မလေးတယောက်ပါပါတယ်မျက်နှာသူနဲ့စကားတော့ပြောကြည့်ပြီးသွားပြီဒါပေမဲ့သူတို့ဘက်ကနေပြီးတော့လိုချင်တဲ့ဒီကိစ္စကိုပြောပြလာအောင်မင်းနဲ့ဒီတရားကိုညီမရမယ် ကိုကျင်နေမမောင်တော့ဆိုအကောင်ကိုညီမဟာဘလို့ကိုညီရမလဲလေ မျိုးကစကားပြောတတ်တယ်ကွာတီတီလဲပါတော့မင်းကလေးကိစ္စဆိုတော့ကွာကိုပြောရတာအဆင်ပြေတယ်နော်ဟောဖုန်းနံပါတ်ရှိတယ်ဖုန်းနံပါတ်ယူရလိုက်ဖုန်းနံပါတ်ရိုက်ထားတယ်ချေ ရပြီ ပြဒီကိစ္စမှာမင်းပြကျော်အမေကြီးကတကယ်ပဲမသိရလားဒါမှမဟုတ်မသိချင်အောင်စောင့်နေရလားဆိုတာလည်းရှိသေးတယ်ဒါမှမဟုတ်မင်းပြကျော်ကပဲအကုန်လုံးကိုအရင်ကိစ္စလိုမျိုးပဲပတ်လိန်ပြီးတော့သူ့အမေကိုပဲအဲ့လိုမျိုးဖြည့်ရှင်းခိုင်းမှုပဲလုပ်နေရလားဘာမှမသိအောင်အဓိကအဲ့ကာယကံရှင်ကောင်မလေးနဲ့စကားပြောဖို့လို့ရှင်တော့ငေါ့တစ်ခုလုပ်လို့ရမှာ ဘယ်လိုပဲဖြစ်ဖြစ်လားအဲ့မင်းပြကျော်ကမကောင်းဆိုတာတော့သိကြတယ် ဟေးရလား
ဘိုင်းဝဲလာလဲ ဟဟင်းချက်ဖို့တော့လေဈေးတော့ဝယ် ရလိုက်ပဲပေးရကဲရခဏထိုင်အောင်နော်ကျွန်တော်တော့ထားလိုက်အောင် မမလာတယ်ညီမလေးနေရောကောင်းရဲ့လားဟာ မမရဲ့တည့်တည့်ပါလာတယ်အများကြီးပဲအများကြီးပဲကောင်းမှာကောင်းဒီတော်တော်ပတ်ရှာလိုက်ရတယ် တီတီဝဲလာလား အကိုနဲ့ကိုတီဟာနောက်မှလိုက်ခဲ့မယ်မဟင်းချက်ဖို့စောပြန်လာအော်ဟိုဧည့်သည်ရောက်နေရလားအော်မမကလည်းဧည့်သည်ကိုဘာလို့ထိုင်ထိုင်ခိုင်းတာလဲအဲ့လေးပါလေဖြော်တိုက်မှာပေါ့ဟိုခဏနော် ဟုတ်မအဲ့ဆိုခဏထိုင်အောင်နော်မရေဒီမစက်ကမောင်တီတီလေးရင်တော့ပေးပါလား တော့ပေးမယ် မောင်တီတီခုနပေးမယ် ဒါတွေမဲ့မမောင်ရင်မလုံနဲ့အေးဖြော်ပြီးမှပဲလုပ်ပေးမယ် ဟုတ်ဒါရရတော့လား ဟုတ်တယ် ဟောရတော့ဆိုတော့မထည့်နဲ့တော့ဟိုရရလေကော်ဖီပဲကြိုက်တာပြီးကျွန်တော်ရင်းနေတည်ထားပြီဆိုတော့ကျွန်တော်လည်းဖြောက်လိုက် အဲ့ဆိုဧည့်သည်နဲ့စကားပြောလိုက်လေတထားချော်လာခဲ့မယ် ဟုတ်ပဲတေချာလီယိုနော်လက်ထိအာဘယ်လိုဖြစ်တာ မမမ အာယူနေဘူးလားမ ဟာရင်းနေဘူးလို့ရေးစိမ်ပါရော ရှောင်းပါရှောင်း ချန်ထဲမှာရှင်းတော့ပြီပဲဟိုရတယ်မရောပါနဲ့မသက်ထားကျွန်တော်အားမနာပါနဲ့ဒါချက်ချင်းမလုပ်ရလေအမာရောထင်သွားလိမ့်မယ်နော်ပြီးရင်မနေ့ကကျရင်ပူနာမှာအဲ့ဒီခဏလေးပဲစိမ်လာလိုက်နော် အော်ဟိုလက်ယူနေဘူးလားမလို့ ဟုတ်ခေးရဟိုကျွန်တော်ကော်ဖီပြောပေးမယ်နော်ခဏဆောက် ရတယ်မပြောနဲ့တော့တောချက်ပေါ်လာလို့ပြန်လိုက်အောင်မယ် ဟုတ်ခေးရနေအောင်လေရခေးရခေးရဟော ရခင်ဗျာ ဟောရတယ်ဘာမှမဖြစ်ဘူးမဒါ10မိနစ်လောက်ထားရလိုက်ဟိုမနေ့ကကျရင်ပူနာလိမ့်မယ်ကိုလောကပြန်ရောက်ပြီလားရှင်ကလပ်ဆက်ဆရာရှိလို့ခဏပဲချိန်ရမယ်နော် ဘလောက်မအောင်ပြောရသေးဘူးရှင်ရယ်ကိုကမအားလိုက်ရှင်ကမအားလိုက်နဲ့တွေ့ရတဲ့ချိန်ကလည်းနဲ့တွေ့ရအောင်လည်းခဏလေး ကိုပြောရှင်ကိုစောင့်နေပြီမယ်ဆို အဲ့ဒါပေါ့ကိုကရှင်းမျက်နှာနဲ့တစ်စိမ့်စိမ့်ကြည့်ချင်သေးတော့ ဒီရောအဲ့ဆိုနောက်10မိနစ်ချိန်ရမယ်ဟိုကကြည့်ထားဟိုရှော်မဲဝတ်တွေကဒါရီလားဒီမတိုက်ဆရာလည်းများနေပြီပဲအပြင်ကြရင်တိုင်အောင်မ သူလဲ ဘူးမမဟုတ်ရှင်ဒါပဲနော်နောက်ဆိုသူများခန့်နဲ့ဆွတ်ဆွတ်ဝင်ပါလေကျွန်တော်မကြိုက်ဘူး ဟို sorry ပါဟိုတထားကွာကာရှိနေမှမသိလိုက်လို့ပါဟိုတောင်းမှန်ပါတော့နောက်ဆိုတကားခောက်ပါမယ် မွေးတာဗျာမျက်ရည်တော့ကြာ ဟောအဲ့ဒါကြောင့်တထားလုံးမယ်လို့ပြောသားပဲ မရေမမဘာကူပေးရမလဲ ရပါတယ်ရှင်ရသားရုပ်တယ်ပြင်ပြီးပြီ ဝင်းနာပဲ ဟာမီးဖို့ကြောင့်မှလူတွေစုံနေပါလား အခုဒါပြီးသွားရင်စားလို့ရပြီဒါလေးကြံ့ထမင်းစားလို့ရပြီ တထားတဲ့တခါလေးစားဝတ်လိုက်လေ ဟုတ်တယ်မဟိုမိုးလဲချုံနေပြီပြီးတော့မပြန်ဝေးရမလားဒီမှာပဲအိတ်လိုက်ပါလားမောင်ခဏမှအိတ်မယ်လေနော် မညီမလေးဘာလို့လဲအိတ်မပြောလား မျက်စိကြောင်းနေ ဟိုမြို့ဒီကိုလည်းမလာကြတော့ ဟာဟုတ်တယ်မောင်သူတို့မျက်နှာပုံရသူတို့အတန်တတိပေးရကြမှာမမောင်သူတို့စကားကိုယုံခဲ့နေရ အဲ့လိုလည်းမဟုတ်ပါဘူးမောင်ရေမောင်နေရာမှာမမဆိုလည်းယုံမိမှာပဲ မောင်လည်းတင်ရစာရေးတော်ရနေပါပြီ။အော်တော်တဲ့ရတကူကမင်းပြကျော်တာမီကိုတခြားပြောလိုက်ရတယ် ဒါလိုက်ထားပါဒါနဲ့ကေတီဗီမှာတော့မမကဘာလို့ထွက်မပြေမမ
ညီမလေးမှာကိစ္စကြီးကြီးမားမားတစ်ခုများရှိနေလို့လား အဲ့ရမောင်တော့အချိန်မဲလိုက်နေတယ်ပါမောင်ဟိုတခါအင်တာဗျူးဖြေဖို့တော့တချေကနေနေစားချွေးမယ်ဆိုပြီးတော့ဆောင်းဆိုင်ဖီယမီဝိုင်းတစ်ခုမှခေါ်ချွေးဒါပေမဲ့အဲ့ရောက်တော့သူကမောင်ဟိုပိုင်းဒီတိုင်းလုပ်ဖို့ကြိုးစားတယ်အဲ့ဒီကလူအခုလိုဖြစ်သွားတာ စင်မောလာမောင်ရဲ့မအဲ့ဒါတကယ်မသိခဲ့တာဟယ်လိုဟေးငါပြောလိပ်စာပဲလေဟာနင်သိချာရှာပါအောင်မတွေ့ဘူးလားဟောသိကြပါတယ်ငါပြောလိပ်စာအေးပြီးငါ့ပြန်ပြောနော်အော်လီယိုဟိုငါတူသွားတတ်တဲ့နေရာချို့ကိုတည်တယ်ပြီးရင်ငါစားနေပို့ပေးလိုက်မလားအေးဒါပဲနော် မဘာဖြစ်လို့လဲ ဟောဘာမှမပေါ့မမတငယ်ချင်းကြောင်လေးပျောက်သွားလို့တဲ့လိုက်ရှာပေးရမခုလေသူသွားတဲ့နေရာပြောပြနေ မအိတ်တော့မယ်နော် Good night Good night ငါ့ကိုဖွင့်ပြောမယ်ဆိုတော့ဘယ်လိုတတ်တည်မွေးပြီးပြောခဲ့ရလဲ မင်းအခုချိန်ဖွင့်ပြောမယ်ဆိုရင်တော့မှပဲမင်းအောင်မြင်နိုင်ချေရာခိုင်နှုန်းက30ရာခိုင်နှုန်းပဲရှိတယ်ရှေ့ဆက်တိုးမှနောက်ဆုံးမလားဆိုတော့မင်းဆုံးပြဖို့ လွယ်လေးတွေများစွာမောင်နှမများတယောက်ရိုက်တစ်မျိုးစီတွေ့ရမှာမမောင်တွေရဲ့ကြားမောင်မောင်ဘယ်လိုရှိဆိုင်ရမှာမောင်မောင်တို့ရဲ့မမောင် မောင်မောင်တို့ရဲ့မမောင်လွယ်လေးနဲ့ဖြစ်နေကြပါမောင်မောင်တို့ရဲ့မမောင်မောင်မောင်တို့ရဲ့မမောင်ပြန်ချင်လိုက်ပေါ့မောင်မောင်တို့ရဲ့မမောင်တို့ရဲ့မမောင် ကြည်လိုက် plus မှာကြည်လိုက်